ဒီနေ့တော့ would you mind နဲ့ do you mind ဆိုတဲ့ grammar လေးအကြောင်းကိုနားထောင်ရအောင်မင်္ဂလာပါ English with Esther Channel ကနေကြည့်ပါမယ်ဒီနေ့မှာတော့ Esther က would you mind နဲ့ do you mind ဆိုတဲ့ English မှာအသုံးများတဲ့ grammar လေးအကြောင်းကိုရှင်းပြသွားပါမယ်ပြီးတော့ဒီ grammar ကလည်း grade 9 grammar တွေထဲကတစ်ခုဖြစ်ပါတယ်အရင်ဆုံးသိထားမှာက mind ဆိုတဲ့စကားလုံးကိုဘာသာပြန်မယ်ဆိုရင်စိတ်ရှိရလို့ဘာသာပြန်လို့ရတယ်ဒါပေမဲ့ do you mind ဆိုတဲ့အတွဲလိုက်ကိုဘာသာပြန်မယ်ဆိုရင်တော့စိတ်မရှိဘူးမလားအဆင်ပြေရမလားဒီလိုဘာသာပြန်လို့ရတယ် would you mind ကလည်းအတူတူပါပဲစိတ်မရှိဘူးမလားအဆင်ပြေရမလားဒီလိုဘာသာပြန်လို့ရပါတယ်ပြီးတော့ would you mind do you mind ဆိုတဲ့ grammar မှာ pattern နှစ်ခုရှိပါတယ်ပထမတစ်ခုကကြတော့ would you mind plus ing do you mind plus ing ဆိုတဲ့ pattern ကတစ်ခုဒုတိယတစ်ခုကကြတော့ do you mind plus if နဲ့ do you mind plus if ဆိုတဲ့ grammar pattern နှစ်ခုရှိပါတယ်ဒီနှစ်ခုရဲ့ကွာခြားချက်လေးကိုရှင်းပြသွားပါမယ်ပထမဆုံး pattern ဖြစ်တဲ့ would you mind plus ing နဲ့ do you mind plus ing ဆိုတဲ့ form ကိုဘယ်လိုနေရာမှာသုံးပြလဲဆိုရင်ကိုကတယောက်ယောက်ကိုအတွက်တစ်ခုခုလုပ်ပေးဖို့တောင်းဆိုချင်တဲ့အခါမှာသုံးပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင် would you mind helping me မင်းကကူညီပေးလို့အဆင်ပြေလားမင်းကကူညီပေးဖို့စိတ်မရှိဘူးလား would you mind opening the door မင်းငါ့ကိုတကားဖွင့်ပေးလို့အဆင်ပြေလားမင်းငါ့ကိုတကားဖွင့်ပေးလို့စိတ်မရှိဘူးမလားဒီမျိုးကိုအတွက်တစ်ခုခုတောင်းဆိုချင်တဲ့အခါမှာဆိုရင် would you mind plus ing do you mind plus ing ဆိုပြီးသုံးလို့ရပါတယ်ဒုတိယ pattern တစ်ခုဖြစ်တဲ့ would you mind plus if do you mind plus if အဲ့ဒီ pattern မှာဆိုရင်ကိုကတစ်ခုခုလုပ်ချင်တာကိုခွင့်တောင်းဖို့အတွက်အသုံးပြုပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ would you mind if I sit here ငါဒီနားမှာထိုင်လို့အဆင်ပြေလားငါဒီနားမှာထိုင်လို့စိတ်မရှိဘူးမလား would you mind if I use your phoneငါမင်းရဲ့ဖုန်းကိုသုံးလို့အဆင်ပြေလားငါမင်းရဲ့ဖုန်းကိုသုံးလို့စိတ်မရှိဘူးမလားဒီလိုမျိုးကိုကလွတ်ချင်တာကိုတယောက်စီကနေပြီးတော့ခွင့်တောင်းချင်တဲ့အခါဆိုရင် would you mind plus if do you mind plus if ဆိုတဲ့ pattern ကိုသုံးပါတယ်ဒါကြောင့်ဒီ pattern တစ်ခုကိုလွယ်လွယ်မှတ်ချင်တယ်ဆိုရင်တော့ would you mind plus ing do you mind plus ing ဆိုတဲ့ pattern ကိုကသူများတက်ကကိုလောက်ခိုင်းချင်တဲ့အခါမှာသုံးပြီးတော့ would you mind plus if do you mind plus if ဆိုတဲ့ pattern ကိုလောက်ချင်တာကိုခွင့်တောင်းချင်တဲ့အခါမှာအသုံးပြပါတယ်ပြီးတော့ would you mind ဆိုတဲ့စကားလုံးနဲ့ do you mind ဆိုတဲ့စကားလုံးနှစ်ခုမှာဆိုလို့ရှိရင်လည်း would you mind ဆိုတဲ့စကားလုံးကပို့ပြီးတော့ယဉ်ကျေးပါတယ်ဒါကြောင့် would you mind ဆိုတဲ့အသုံးအနှုန်းကို teachers တွေနဲ့ပြောတဲ့အခါဒါမှမဟုတ်ကိုနဲ့မသိတဲ့ strangers တွေတသိန်းတွေနဲ့ပြောတဲ့အခါမှာဆိုရင် would you mind ဆိုတဲ့အသုံးအနှုန်းကိုပို့ပြီးတော့အသုံးများကြပါတယ်အခုဆိုလို့ရှိရင် would you mind နဲ့ do you mind ဆိုတဲ့ grammar pattern လေးတွေကိုလည်းနားလည်လောက်ပြီးထင်ပါတယ်ခုလိုမျိုး English side video လေးတွေကိုလေ့လာချင်တယ်ဆိုလို့ရှိရင်ဒီ English with Esther ဆိုတဲ့ channel လေးကို like and follow လုပ်ထားလို့ရပါတယ်ဒါအပြင် Facebook YouTube နဲ့ Telegram channel တို့မှာလေ့လာလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye